ကြည့်ရှုသူမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2026တလပိုင်း2ရက်နေ့မှာထွက်ရှိမဲ့24ချိန်မြောက် 3D အတွက်ကစားသင့်တဲ့ကဏ္ဍတစ်ခွက်ကိုစတင်တွက်ပြပေးသွားမှာဖြစ်ပါတယ်ထိပ်စီးရှာပြပေးသွားမှာဖြစ်ပါတယ်ဒီမှာ9ရှိသလိုဒီနှလုံးပေါင်းခြင်း9ဖြစ်နေပါတယ်ဒီမှာ9ရှိသလိုဒီနှလုံးပေါင်းခြင်း9ဖြစ်နေပါတယ်ဒါကြောင့်ဒီမှာ9ရှိတဲ့အတွက်ဒီနှလုံးပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ9ရှိတဲ့အတွက်3ညာပေါင်းရမှာဖြစ်ပါတယ်ထိပ်စီး3ညာပါနောက်တစ်နည်းနဲ့ကဒီ3လုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း10ဖြစ်ပါတယ်9 8ခွန်ဖြစ်ဖို့အတွက်ဒီ3လုံးပေါင်းခြင်း9ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်3ညာပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်ထိပ်စီး3ညာပါအလဲထိုင်ရှာပြပေးသွားမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း9ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း3ညာဖြစ်ပါတယ်9 3ညာ1ဖြစ်ဖို့အတွက်ဒီ3လုံးပေါင်းခြင်း1ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်10ပေါင်းရမှာဖြစ်ပါတယ်အလဲထိုင်10ပါနောက်တစ်နည်းနဲ့ကဒီနှလုံးပေါင်းခြင်း3ညာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း3ညာဖြစ်ပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း3ညာဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ2ရှိတဲ့အတွက်10ပေါင်းရမှာဖြစ်ပါတယ်အလဲထိုင်10ပါနောက်ပိတ်ရှာပြပေးသွားမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း1ရဲ့နက်က8ကဒီ3လုံးပေါင်းခြင်း10ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ရဲ့နက်က3ညကဒီ3လုံးပေါင်းခြင်း3ညဖြစ်ပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်3ရဲ့နက်က5ကဒီ3လုံးပေါင်းခြင်း5ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း1ဖြစ်တဲ့အတွက်4ပေါင်းရမှာဖြစ်ပါတယ်နောက်ပိတ်4ပါနောက်တစ်နည်းနဲ့ကဒီနှလုံးပေါင်းခြင်း4ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း3ဖြစ်ပါတယ်4 3 2ဖြစ်ဖို့အတွက်ဒီနှလုံးပေါင်းခြင်း2ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ8ရှိတဲ့အတွက်4ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်နောက်ပိတ်4ပါထိပ်စီးအလဲထိုင်အတွဲကိုရှာပြပေးသွားမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း5ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း5ဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း9ဖြစ်နေပါတယ်ကျွန်တော်တို့ကထိပ်စီး3ညာယူထားတဲ့အတွက်ဒီနှလုံးပေါင်းခြင်း5ဖြစ်ပါတယ်ဒါကြောင့်ဒီ3လုံးပေါင်းခြင်း5ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်10ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ထိပ်စီး3ညာအလဲထိုင်10အတွဲကကိုက်ညီမှုရှိနေပါတယ်အလဲထိုင်နောက်ပိတ်အတွဲကိုရှာပြပေးသွားမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း9ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း9ဖြစ်နေပါတယ်ဒီ3လုံးပေါင်းခြင်း3ညဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း3ညဖြစ်နေပါတယ်ကျွန်တော်တို့ကအလဲထိုင်10ယူထားတဲ့အတွက်ဒီ3လုံးပေါင်းခြင်း1ဖြစ်ပါတယ်ဒါကြောင့်ဒီ3လုံးပေါင်းခြင်း1ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်4ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့အလဲထိုင်10နောက်ပိတ်4အတွဲကကိုက်ညီမှုရှိနေပါတယ်ထိပ်စီးနောက်ပိတ်ပေါင်းခြင်းကိုရှာပြပေးတော့မှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း1ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း1ဖြစ်နေပါတယ်ဒီနှလုံးပေါင်းခြင်း5ဖြစ်တယ်လို့ဒီ3လုံးပေါင်းခြင်း5ဖြစ်နေပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်ဒီ3လုံးပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ9ရှိတဲ့အတွက်ထိပ်စီးနောက်ပိတ်ပေါင်းခြင်း4ဖြစ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကထိပ်စီး3ညနောက်ပိတ်4ယူထားတဲ့အတွက်ပေါင်းခြင်း4ကိုက်ညီမှုရှိနေပါတယ်ဗရိတ်ချပြပေးသွားမှာဖြစ်ပါတယ်ဒီမှာ8ရှိသလို
လဲထိုင်4ကိုဘရိတ်4ပေါင်းခြင်း8ဖြစ်နေပါတယ်ဒီမှာ9ရှိတယ်လို့အလဲထိုင်9ကိုဘရိတ်3ညာပေါင်းခြင်း9ဖြစ်နေပါတယ်ဒါကြောင့်ဒီမှာ1ရှိတဲ့အတွက်အလဲထိုင်9ကိုဘရိတ်2ပေါင်းခြင်း1ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ဘရိတ်2ပါကျွန်တော်တို့ကထိပ်စီး3ညအလဲထိုင်8နောက်ပိတ်4ယူထားတဲ့အတွက်ဘရိတ်2ကိုက်ညီမှုရှိနေပါတယ်ဒီတကအလဲထိုင်8ကိုရင်ချပြီးတော့မှရှေ့ပေါင်းခြင်းနောက်ပေါင်းခြင်းနဲ့3ညရှိလေးကိုတွက်ပြပြီးတော့မှဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း1ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်းလည်း1ဖြစ်ပါတယ်ဒါကြောင့်ဒီ3လုံးပေါင်းခြင်း1ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်10ပေါင်းရမှာဖြစ်ပါတယ်လဲထိုင်10ပါနောက်တစ်ချက်ဒီ3လုံးပေါင်းခြင်း9ဖြစ်တယ်လို့အောက်မှာအလဲထိုင်9ဖြစ်နေပါတယ်ဒီ3လုံးပေါင်းခြင်း9ဖြစ်တယ်လို့အောက်မှာအလဲထိုင်9ဖြစ်နေပါတယ်ဒီ3လုံးပေါင်းခြင်း5ဖြစ်တယ်လို့အောက်မှာအလဲထိုင်5ဖြစ်နေပါတယ်ဒါကြောင့်ဒီ3လုံးပေါင်းခြင်း10ဖြစ်တဲ့အတွက်အောက်မှာအလဲထိုင်10ဖြစ်ရမှာဖြစ်ပါတယ်ရှေ့ပေါင်းခြင်းနောက်ပေါင်းခြင်းကိုရှာပြပေးတော့မှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း3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 ဖြစ်ပါတယ်ဒါကြောင့်ဒီ3လုံးပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း3ဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း3ဖြစ်တဲ့အတွက်3ညပေါင်းရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်4ပေါင်းရမှာဖြစ်ပါတယ်ဒါကြောင့်ထိပ်စီး3ညအလဲထိုင်8နောက်ပိတ်4ရလာပါတယ်ဒီနေရာမှာထိပ်စီးနဲ့နောက်ပိတ်ကိုလည်းရှာလို့ရပါသေးတယ်ဒီ3လုံးပေါင်းခြင်း2ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း1ဖြစ်ပါတယ်2 1 3ညဖြစ်ဖို့အတွက်ဒီ3လုံးပေါင်းခြင်း3ညဖြစ်ရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း3ညဖြစ်တဲ့အတွက်3ညပေါင်းရမှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း4ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း3ဖြစ်ပါတယ်4 3 2ဖြစ်ဖို့အတွက်ဒီနှလုံးပေါင်းခြင်း2ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ8ရှိတဲ့အတွက်4ပေါင်းရမှာဖြစ်ပါတယ်ထိပ်စီးနောက်ပိတ်ပေါင်းခြင်းကိုရှာပြပေးတော့မှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း2ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း2ဖြစ်ပါတယ်ဒါကြောင့်ဒီ3လုံးပေါင်းခြင်း2ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာ8ရှိတဲ့အတွက်ထိပ်စီးနောက်ပိတ်ပေါင်းခြင်း4ဖြစ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကထိပ်စီး3ညနောက်ပိတ်4ယူထားတဲ့အတွက်ပေါင်းခြင်း4ကိုက်ညီမှုရှိနေပါတယ်ဒီလိုအဝေးကြီးလှမ်းပေါင်းလို့ဖြစ်နိုင်ခြေရှိပါမလားလို့တွေးကောင်းတွေးပါလိမ့်မယ်ကျွန်တော်တို့တွေဒီပေါ်မှာတပွင့်ရောနဲ့တွေ့ရခဲ့တဲ့14ချိန်မြောက်ကနဲ့85နှစ်ရှိပါတယ်အလဲထိုင်9နဲ့3ပင်ကျော်ကဒီနှလုံးပေါင်းခြင်း9ပေါင်းခြင်း3ညဖြစ်ပါတယ်3ညပြီးတော့1ဖြစ်ဖို့အတွက်အလဲထိုင်6ကို3ပင်ကျော်ကဒီနှလုံးပေါင်းခြင်း9နဲ့ပေါင်းခြင်း1ဖြစ်ပါတယ်2ဖြစ်ဖို့အတွက်ဒီအလဲထိုင်9ကို3ပင်ကျော်ကဒီနှလုံးပေါင်းခြင်း9နဲ့ပေါင်းခြင်း2ဖြစ်ပါတယ်3ဖြစ်ဖို့အတွက်ဒီအလဲထိုင်4ကို3ပင်ကျော်ကဒီနှလုံးပေါင်းခြင်း9ပေါင်းခြင်း3ဖြစ်ပါတယ်4ဖြစ်ဖို့အတွက်ဒီအလဲထိုင်9ကို3ပင်ကျော်ကနောက်နှလုံးပေါင်းခြင်း9နဲ့ပေါင်းခြင်း4ဖြစ်ပါတယ်စုစုပေါင်း5ကပ်ဖြစ်ပါတယ်ဒါကြောင့်ဒီ3ကပ်ကလည်းဖြစ်နိုင်ခြေရှိပါတယ်ဘရိတ်ရှာပြပေးတော့မှာဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း5ဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်း3ညကိုဘရိတ်5ပေါင်းခြင်း5ဖြစ်ပါတယ်ဒီနှလုံးပေါင်းခြင်း9ဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်း3ညကိုဘရိတ်9ပေါင်းခြင်း9ဖြစ်ပါတယ်ဒါကြောင့်ဒီနှလုံးပေါင်းခြင်း4ဖြစ်တဲ့အတွက်ဒီနှလုံးပေါင်းခြင်း2ကိုဘရိတ်2ပေါင်းခြင်း4ဖြစ်ရမှာဖြစ်ပါတယ်ဒါကြောင့်ဘရိတ်2ပါကျွန်တော်တို့2025နှစ်ကုန်ခန်းဒီမှာအခွကဏ္ဍက
ဇက်တိုက်ထွက်နေပါတယ်23ချိန်အထိထွိုင်ကနန်းကမထွက်သေးတဲ့အတွက်မိတ်ဆွေတို့အနေနဲ့ထွိုင်ကနန်းကြိုက်နှစ်သက်မယ်ဆိုရင်4-3 လုံးကိုအရန်အနေနဲ့ကစားနိုင်ပါတယ်3-8 ကိုနောက်တနည်းနဲ့တွက်ပြပေးသွားမှာဖြစ်ပါတယ်ပထမကတ်မှာဒီ3လုံးပေါင်းခြင်း8နဲ့နောက်ပိတ်2ပေါင်းခြင်း3ဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း5ဖြစ်ပါတယ်ထိပ်စီး3ကအလဲထိုင်3ဖြစ်လာပါတယ်အလဲထိုင်3ညထိပ်စီး3ညအတွဲရှိပါတယ်ဒုတိယကတ်မှာဒီ3လုံးပေါင်းခြင်း3ညနဲ့နောက်ပိတ်3ညပေါင်းခြင်း3ညဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း5ဖြစ်ပါတယ်ထိပ်စီး9ကအလဲထိုင်9ဖြစ်လာပါတယ်အလဲထိုင်3ညထိပ်စီး3ညအတွဲရှိပါတယ်နောက်ဆုံးတတိယကတ်မှာလဲဒီ3လုံးပေါင်းခြင်း5နဲ့နောက်ပိတ်5ပေါင်းခြင်း3ညဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း5ဖြစ်ပါတယ်ထိပ်စီး8ကလဲထိုင်8ဖြစ်လာပါတယ်လဲထိုင်3ညထိပ်စီး3ညအတွဲရှိပါတယ်ဒါကြောင့်ကျွန်တော်တို့ယူထားတဲ့ထိပ်စီး3ညအလဲထိုင်8နောက်ပိတ်4အတွဲကကိုက်ညီမှုရှိနေပါတယ်နောက်ဆုံးအနေနဲ့ break ချပြပြီးတော့ကျွန်တော်ရဲ့ video file ကိုအဆုံးသတ်မှာဖြစ်ပါတယ်ဒီ3လုံးပေါင်းခြင်း3ညဖြစ်တယ်လို့ break 3ညဖြစ်နေပါတယ်ဒီ3လုံးပေါင်းခြင်း6ဖြစ်တယ်လို့ break 6ဖြစ်နေပါတယ်ဒါကြောင့်ဒီ3လုံးပေါင်းခြင်း2ဖြစ်တဲ့အတွက် break 2ဖြစ်ရမှာဖြစ်ပါတယ် break 2ပါဒါကြောင့် break 2နဲ့3ည8 4တဲတကွက်ရလာပါတယ်2026တလပိုင်း2ရက်နေ့မနက်ဖြန်မှာထွက်ရှိမဲ့24ချိန်မြောက် 3D အတွက်ကစားသင့်တဲ့ကဏ္ဍတစ်ခွက်ကတော့3ည8 4တဲတကွက်ဖြစ်ပါတယ်ကြည့်ရှုသူမိတ်ဆွေအားလုံးကိုစိတ်နှပြချမ်းသာချမ်းသာပြီးကံကောင်းခြင်းတွေနဲ့ပြည့်စုံနိုင်ပါစေ။